တယောက်တည်းနေတစိတ်တည်းထားဆိုသလိုပဲတယောက်တည်းနေတတ်တဲ့အကျင့်ကိုတစ်နေ့အချိန်အနည်းငယ်လေးပြီးပြီးတော့နေကြည့်ပါဒါကကိုပြန်လဲကြည့်ရှုခြင်းလို့ကျမကတော့ခေါ်ပါတယ်ကိုကတစ်နေ့ကိုမိနစ်20ပဲပေးပြီးမိနစ်30ပဲပေးပြီးအဲ့ဒီအတွင်းမှာမကောင်းတဲ့အာယုံနဲ့မကောင်းတဲ့အရာတွေကိုဖယ်ထုတ်ထားပါကောင်းတဲ့အကျိုးရှိမဲ့အရာတွေကိုနည်းနည်းချင်းလုပ်ကြည့်ပါဥပမာကိုကလေ့ကျင့်ခန်းလုပ်နေတယ်ဆိုပါစို့လေ့ကျင့်ခန်းလုပ်နေပြီဆိုရင်ကိုယ့်ရဲ့စိတ်ကိုခန္ဓာကိုယ်ပေါ်မှာအာယုံစိုက်ပြီးတော့လေ့ကျင့်ခန်းလုပ်နေတာဒါကကျမကဥပမာပြောတာပါကျန်တဲ့ဘယ်အရာတွေပဲလုပ်လို့အကျိုးရှိတဲ့အရာတွေပဲကိုကအဲ့ဒီလုပ်နေတဲ့အချိန်အနည်းငယ်လေးကိုပေးလိုက်ခြင်းကကိုယ့်အတွက် stress တွေကိုလည်းလျော့ကျစေတယ်အာယုံစူးစိုက်မှုတွေလည်းကောင်းလာတယ်ဘာတွေပဲလုပ်လို့ clarity ဖြစ်လာပြီးတော့ကိုလုပ်တဲ့အရာပေါ်မှာအာယုံစူးစိုက်ပြီးတော့အကျိုးရှိလာပါလိမ့်မယ်ဒီဗီဒီယိုကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးပါ